ကဲမတွေ့တာကြာပြီယူကျွတ်လေးကနေစမယ် I never ever seen. Give me L S D L S D L S D. Give me L. โอเคကျွန်တော်အိမ်မှာကြီးကန်းလေးတစ်ကောင်ပွေးထားတယ်လူတိုင်းကတော့ပေါ့နော်ချက်တူရေးနဲ့ကြီးကန်းတာလီကာနဲ့ကြီးကန်းဆိုရင်ပေါ့နော်ချက်တူရေးနဲ့တာလီကာကိုပဲမွေးချင်ကြတယ်ဒါပေမဲ့ကျွန်တော်ကကြီးကန်းလေးပဲမွေးချင်တယ် အိမ်မှာကြီးကန်းလေးကမွေးရရောနော်ကြီးကန်းလေးနှုတ်ဆက်လိုက်ပါအောင် စားရကွာပြင်မှာဆိုရင်တာမဲတယ်ရက်ပူတယ်ဝတ်ချံပေါက်တယ်ဖုံးထဲမှာဆိုတာဖြူတယ်ရွတ်ရှည်တယ်ဝတ်ချံရှိဘူးပြင်မှာတွေ့ရင်မဲလိုက်တာလို့လာနှုတ်ဆက်ရင်ပါချံ ကျန်းလိုက်လားကွာလို့ဟမ်ပါလေတားမယ်ရက်ပူတယ်ပချင်ပေါက်တယ်နော်မလေး ဒီလိုဆိုပြတော့မောင်လေးတဘောကပြပါဘေးကွယ် ဂီတာတီးတက်တဲ့ကောင်လေးဆိုအရင်သဘောကျတာပဲတစ်ချိန်ချင်းကိုလေးယူကြရင်ပေါ့သူကဂီတာတီးကိုကခွက်ကိုင် အေးတာပဲလားနော်သူကဂီတာဒီကိုကခွက်ကိုင်အေးတာပဲလားအေးတာပဲနော်โอเคနောက်ပြီးတော့ကျွန်တော်ပြန်ထွေးကြအောင်မယ်